တော့ Slay Hall Crab ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ episode 3ကနေအားလုံးပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီမှာပဲဒီဗီဒီယိုမှာဘယ်လို site web ဆိုင်ဘယ်လိုမျိုးအဲ့ဒီစောက်ရမလဲဆိုအားလုံးကြည့်ရဆိုလို့ပြဗီဒီယိုလေးကိုကြည့်လိုက်ကြပါဒါလည်းမမေ့နဲ့အောင်နော် like subscribe လေးနှိပ်ကြ let's go စမယ်ရမဖြစ်နဲ့ချေတော့တပည့်ခုတ်နေရတယ်မင်းဘေးအပိုင်းကြီးတွေတပည့်ခေါ်အောင်အိုးဒီအောင်မိုက်တူရမှာ let's go โอเคဘိုင်ဒီဝိုင်းကောနေဖူးလိုက်ရโอเคဒါဆိုကျွန်တော်တင်လို့ရမယ်ကျွန်တော်မိုက်တူပါမယ်မိုက်တူပြီးအားလုံးပြတ်တော့ကြမယ်နော်โอเคဒီချိန်မှာပဲကျွန်တော်တို့အေးကိုနည်းနည်းအစီအမီဖို့အတွက်ကျွန်တော်စုပ်ပြလိုက်တယ်ဗျာကျွန်တော်အေးဘယ်လိုအစီအမီကောင်းမလဲဆိုပြီးပေါ့နော်ကျွန်တော်နေရာနေထားပိုင်းလိုက်ကြည့်တာပေါ့ဘောတငယ်ကြီး black character တော့သူ့ channel လေးလုံးမလို့ပြောတာဗျာကျွန်တော်တို့အားလုံးသူပြောတဲ့အတိုင်းလိုက်လုပ်ကြမှာပါသူဘာလို့လဲအားလုံးစောင့်ကြည့်မယ်နော်โอเคအေးစောင့်ပြီးပြတွေ့မယ်နော် brother တို့တို့နဲ့ပဲကျွန်တော်တို့အိမ်စောတို့တရက်ပြီးကျွန်တော်တို့အိတ်လိုက်ရတာပေါ့နော်မနေ့ကျကျွန်တော်တို့ခေတ်တစ်ခုမှာမိုင်းတွားတူးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မိုင်းတူးဖို့အတွက်ကျွန်တော်တို့စောအိတ်လိုက်ကြတာပေါ့နော်ရောဟာရကျွန်တော်တို့ဒီလိုနဲ့ပဲမိုင်းတူးဖို့အတွက်ထွက်လာခဲ့တယ်ပေါ့နော်အဲ့တော့မိုင်းတူးကြီးတဲ့ချိန်မှာလုံးဝဆောက်ရောက်နေတယ်ခင်ဗျာကျွန်တော်တို့မိုင်းတူးကိုစုပ်ပြလိုက်တယ်ကျွန်တော်ဒီလိုနဲ့ပဲအာယို44ဦးကြီးရရှိခဲ့တာပေါ့နော်ကျွန်တော်ကလည်းအရင်ပြောပြအာယိုဖူအမှာရပြီဆိုပြီးတော့ကျွန်တော်စပြီတော့ဗောနော်ကျွန်တော်ကြို့ပါမယ်ကျွန်တော်တော်ပျော်သွားခင်ဗျာတော့ဆော်ရပျော်တယ်โอเคအာယိုတူလိုက်ကြရအောင် let's go အာယိုတူမှာပြကျွန်တော်ခိုးတွေမှမရှိတာဟောရှိရဲ့ဗျာလေးခုတော့ရှိရဲ့အဲ့ဒီတော့ကျွန်တော်ကောပါအာယိုတွေကိုခဏတူလာလိုက်တယ်အသားကိစံတော့အသားကိစံမှာခိုးလီတော့ထပ်တွေ့တယ်အဲကျွန်တော်ခိုးလီတော့ထပ်တက်လိုက်တာပေါ့နော်โอเคအာယုကျူလာတော့အားလုံးပဲခဏဆောက်လိုက်ကြအောင်ပေါ့နော်ခဏမဆောက်ပြီမဲ့လောဆယ်ကျွန်တော်တို့ခဏတော့အိတ်လိုက်မယ်နော်ခဏတော့အိတ်ကြမယ် let's go ဆောပါကရနဲ့ black character နဲ့อ่ะဗောနော်အဲ့ဒီမိုင်းထဲမှာပဲမိုင်းတူးနေစေဗောနော်သူစီကျွန်တော်အဲ့ရယူရပြီးဆုံးဖြတ်လိုက်ရပါတော့အဲ့ရတဲ့ကိုဖြတ်လိုက်တယ်ဟိုဇူမီဘေဘီနဲ့ကျွန်တော်အဲ့ရကိုဖြတ်လိုက်ပါပြီပေါ်မှာစပူးမသိပါဘူးကျွန်တော်အဲ့ရကိုဖြတ်သူတို့မိုင်းသေးထဲမှာအဲ့ရတော့ပြလိုက်အောင် brother တို့အားလုံးကျွန်တော်တို့ဒီနားမှာစောပါစီခဏတွားလိုက်တာကျွန်တော်တို့ဒီမှာဒိုင်းမို့တွေးရတော့ဗောနော်ဒါမဲ့ကျွန်တော်ကအပေါ်မှာအာရုံကျူခဲ့တော့ဘာမှတိတ်မပါလာဘူးနော်ကျွန်တော်လုံးဝဆော်ရဲပြောရတော့နော်ဒိုင်းမို့နှစ်တော့တွေးရတာဗောကျွန်တော်လည်းအဲ့ဒီရှင်းမှာပါဆက်ရှိမလဲလို့ကျွန်တော်ဆက်သွားကြည့်ဖို့သုံးဖြတ်လိုက်ပါနော်ကျွန်တော်စောပါရှိရကျွန်တော်ဟိုတာစောပါတည်ပါဟုတ်တော့တဲ့စပူပိုက်ဆက်လာလို့ကျွန်တော်အနေနဲ့အာရုံကြိုပြီးတော့အာရုံအမှာပြည့်စုံရပါမယ်နော်အခုကတော့ကျွန်တော်ခုသွားမှာဘူထဲမှာပိတ်မိနေတဲ့စောပါကိုကျွန်တော်သွားမှာဖြစ်ပါတယ်သူတို့နေရတော့အဲ့နဲ့တော်များနေတာပေါ့နော်သူတို့စီကျွန်တော်သွားမှာဖြစ်မှာโอเคစောပါစီရောက်မှပြတ်တွေ့ကြအောင်နော် brother တို့ let's go ကျွန်တော်တို့လည်းပဲပေါ့နော်စောပါခရက်နဲ့ကျွန်တော်တို့ black crack တို့ကဲပြီးတော့ကျွန်တော်အိပ်ပြလာရတာပေါ့နော်သူကတော့အဲ့ရောက်နေပြီပေါ့နော်သူပြောကြတဲ့ရရောကျွန်တော် black crack တောင်မသိအိုး black crack တိတ်သွားပြီတဲ့ဗျာ no နားမကြီးရတယ်ဆက်ကိုလာကျွန်တော်ဒီနားမှာ black crack တောင်ခဏဆောက်ဆုံးဖြတ်လိုက်တာပေါ့နော်မိုးရတယ်ရွာနေဗျာတကယ်ပြင်ပါဗျာနော်မကျွန်တော်ပါလဲအဲ့ရနှစ်ကိုကျွန်တော်ခဏချလိုက်အောင်
မိုင်းတွေကိုသွားတာတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီဒိုင်းမွန်းနဲ့တော့ပဲရတယ်တော့မနော်နောက်မှတိချာသွားတော့မှကျွန်တော်စိုးပြလိုက်တော့မနော်လောစေတော့ကျွန်တော်အာမကျွန်တော်တကယ်ကြီး2ယောက်တော့ကျွန်တော်အာမလုပ်ပြီးကျွန်တော်စိုးပြလိုက်ဒီကကျွန်တော်အာယူခဏသွားယူတာပေါ့ကိုတော့ဝဲရှိတယ်ဗျလုပ်ပြီးလို့တော့မရတော့ဘူးဒါပေမဲ့ရမှာကောပါ6လို့ရှိတယ်ဗျအဲ့ဒါကြောင့်ကောပါခဏကျူလာလိုက်မယ်โอเคအဲ့လိုရှိရင်ကျွန်တော်ရပြီလို့ထင်ရတယ်တော့နေဘာပြောရမလဲဆိုတော့အဲ့နေရတော်များများတွေ့ခဲ့ရတာပေါ့နော်ကျွန်တော်တို့ဟိုလာသွားလာဒါပေမဲ့ဆက်တာတခုတော့ရလာတာပေါ့ဟုတ်ကလေးဆန္ဒကြီးဒါကျွန်တော်တို့ရဲ့မိုင်းတွေးတွေပေါ့နော်မိုင်းတူးနေကြမိုင်းတွေးတွေပါโอเคကောပါကျူလာရမရကြည့်လိုက်အောင်မခဏကောပါတော့3ပဲကျတော့credit မျိုးခဏကြည့်လိုက်တာပေါ့ခဏတယောက်တည်းရလို့ရဆိုပြလိုက်ရော့နောက်ပြီးကျွန်တော်တို့နေအောင်ပါနော်ဘယ်လိုပြောရမလဲကျွန်တော်တော့ပြီးတော့အားမလို့ခုပေးဆိုပြလိုက်ခင်းမိအိုင်ရိုးတယ်ရောဘာမှမရှိရကျွန်တော်မပေးတော့အောင်ဆိုတော့ကျွန်တော်ဆိုပြလိုက်အဲ့တော့ကျွန်တော်ဒီမှာခမောက်တစ်ခုလောက်แล้วနောက်ကျွန်တော်တော့ပြီးသားခမောက်တစ်ခုထပ်ယူလိုက်တော့နော်ကျွန်တော်လည်းရင်တော့ပါပေးစိတ်ကျင်လိုက်โอเคကျွန်တော်တို့တော့သွားပြလိုက်အောင်နော်အဲ့တော့လိုက်ကြ let's go ကျွန်တော်ဒီလိုနဲ့ပဲပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်စပါးသွားရေးဖို့ဆုံးဖြတ်လိုက်တယ်နော်ကျွန်တော်အခုစပါးသွားရေးပါမယ် farming time ဘာလို့စပါးတော့ထင်တယ်လို့မရှိသေးပါဘူးလဲလာတယ်တက်ပါတယ်ခါနောက်တော့ကျွန်တော် farming time လောက်အကောင်းဆုံးနေရာတစ်ခုကျွန်တော်တွေ့ရတယ်နော်ဒီမှာတကြမ်းလေးပဲလုံးဝကျွန်တော် farming time လောက် farming time oh my god farming time let's go ကျွန်တော်ဒီလိုနဲ့ပဲပေါ့နော်ကျွန်တော်စပါးလေးလိုက်ဆက်တာလိုက်ဆက်ခက်ပန်းလားအဲ့ငါးပန်းတာဘယ်လိုမှရှီကိုးနေရတော့ကျွန်တော်လည်းပန်းတာတူတူအော်တက်နေတာပဲရှိပါနေညာပန်းလာဝါပေးလိုက်တော့နည်းဆိုပြီးโอเคကျွန်တော်စပါးအားလုံးပေါင်း16ခုတတိရခဲ့တော့နော်ကျွန်တော်ဒိုင်းဘုံနဲ့တော့ရရတယ်ပြောရခဲ့ပါရောကျွန်တော်ရပြောရတဲ့အတွက်ဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့ညီပေါ်မှာတော့အားလုံးအများကြီးကြည့်ကြပါတယ်โอเคအားလုံးပဲ bye bye